ဂျိုဟိုရောက်လို့ဆိုလို့ရှိရင်ဘယ်နေရာမှာ shopping ထွက်လို့ကောင်းလဲလို့မိထားတဲ့သူတွေအတွက်တနေရာထဲမှာလည်း branded စုံလဲရမယ် discount တွေလည်းအများကြီးရနိုင်တယ်ဂျိုဟို Premier Outlet Shopping Mall ကိုခေါ်သွားပေးမှာပဲဖြစ်ပါတယ်ရှင်ဒီနေရာကစင်ကာပူက IM လို့ပဲပေါ့နော် outlet တွေ branded ပစ္စည်းစုံကိုတနေရာထဲမှာအများကြီး discount ချပေးရဖြစ်တယ်အရှိမတွေ့နေရတဲ့ပူမဆိုင်ဆိုလို့ရှင်လဲ buy do get do ရမှာဖြစ်ပါတယ်ရှင်ကို့ဆိုင်မှာဆိုလို့ရှိရင်လည်းသူကရွေးချယ်စရာတွေဒီဇိုင်းတွေအများကြီးရှိပြီးတော့ discount တွေလည်းအများကြီးရှိတာဖြစ်တဲ့အတွက်ကိုလိုချင်တဲ့ item ကိုမျိုးစားလိုက်ကိုဒီမှာတနေရာထဲမှာပဲကိုစိတ်ကြိုက်ရွေးလို့ရတယ်ပေါ့နော်ဒီဇိုင်းလေးလည်းလုံးဝစုံလင်လင်လေးရှိတာကိုတွေ့ရပါတယ်ရှင်စင်ကာပူနဲ့ရှိရင်တော့ဈေးလေးနည်းနည်းသက်သာလာကိုလည်းတွေ့ရှိရပါတယ်ရှင်ဆိုလို့ရှိရင်လည်းဒီမှာ Nike ချစ်သူတွေအတွက်50% discount off ရမှာဖြစ်ပါတယ်ရှင်။နေရာနှစ်ခုဝယ်ရင်ပေါ့နော်။နောက်ထပ်ဒီအောက်လက်မှာဈေးတန်တဲ့ຢာတစ်ခုကတော့မျက်မှန်ပဲဖြစ်ပါတယ်ရှင်ဒီမှာကတော့ဆိုင်တွေအများကြီးရှိပြီးတော့ကိုကျိုင်းနေတဲ့ຢာဆိုင်မှာတေချာချာအေးစစ်စစ်လေးနဲ့လည်းဝယ်ယူလို့ရမှာဖြစ်ပါတယ်ရှင်မြစုတို့လည်းတေချာလေးထဲဝင်ကြည့်ရင်လည်းဈေးလေးပါလေးတွေကလည်းမဆိုးဘူးပေါ့နော်မြစုတို့ဝယ်ခဲ့တဲ့ဟာဆိုလို့ရှိရင်စင်ကာပူနဲ့ဆိုလို့ရှိရင်အရန်ဟိုဈေးလေးတက်တာတယ်ဖြစ်တဲ့အတွက်မြစုကတော့မျက်မှန်လေး try ကြည့်ရင်လည်းအေးစစ်စစ်လေး shopping ထွက်ပြေးခဲ့ပါတယ်ရှင်ဒီမှာကဆိုင်နေရာတွေအရန်ကိုကျဲတဲ့အတွက်လုံဝယ်ရတာလည်းတောက်တောက်ရှိပြီးတော့ရွေးချယ်စရာလည်းအရန်ကိုများပါတယ်ရှင်သူကအောက်လက်ဆိုပေမဲ့အရန်သေးမဟုတ်တော်တော်လေးကြီးရယ်ပေါ့နော်ဆိုင်ချင်းစီတိုင်းမှာလုံးဝတကယ်အဆောက်အဦတေချာလေးတွေစောက်ထားပြီးကြကြဝန်းဝန်းနဲ့ shopping ရန်ထွက်လို့လည်းကောင်းပါတယ်ရှင်အခုမြစ်စုသွားခဲ့တဲ့ outlet shopping mall ကိုသွားမယ်ဆိုလို့ရှိရင်တော့ immigration ကနေပြီးတော့တစီစီးမယ်ဆိုလို့ရှိရင်နိုင်ဝက်ကြာမှာဖြစ်ပါတယ်ရှင်မြစ်စုကတော့ဈေးလေးတတလေးတွင်တန်တာလေးဖြစ်တဲ့အတွက်ကိုကျန်းတဲ့တရားလေးတွေကိုရွေးချယ်ပြီးတော့ဝယ်ယူဖြစ်ခဲ့ပါတယ်ရှင်အားလုံးပဲတနေရာထဲမှာပဲကိုပစ္စည်းစုံလေးနဲ့ branded စုံလေးကိုဈေးသက်သာနဲ့ဝယ်ယူချင်တယ်ဆိုလို့ရှိရင်ဒီ shopping mall လေးကိုသွားဖို့တော့လည်းမြစ်စုကတော့အကြံပေးချင်ပါတယ်ရှင်ဗီဒီယိုလေးကိုလည်းဆုံးဖြတ်ကြည့်ပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲတတားပါ